ကဲအားလုံးပဲမင်္ဂလာပါဗျာအဲ့တော့မနေ့ကဒါကျွန်တော်အရှိမဗီဒီယိုဖိုင်တစ်ခုလောက်ထားတာရှိတယ်ဗောနော်အဲ့ဒီဗီဒီယိုဖိုင်မှာဒါလေးပေါ့ဒါလေးကျွန်တော်တင်ထားတာရှိတယ်ဗောနော်အဲ့တော့လူကမနေ့ကတကွက်ကောင်းအနေနဲ့ညနေပိုင်းမှာ25တကွက်ဖြုတ်သွားပြီဗောနော်မနေ့ပိုင်းမှာ6ပတ်တီကို934ကပ်ပြီးတော့ထွက်ရမယ်ဆိုတဲ့မူက59ပြီးသွားပြီဗောနော်အဲ့တော့ကျွန်တော်တို့ဒါလေးတွေကျွန်တော်ချစ်ထားပြီးပေါ့ဒါပြီးသွားတဲ့မူတွေဗောနော်လက်ကြံမူအနေနဲ့က7 break တစ်ခုဗောနော်အဲ့ဒီ7 break ကလည်းတေချာပေါက်လာမှာ break ပြတလားဒီနောက်တစ်ခုကျန်တာ2.49နဲ့ break 16အတန်အဲ့တော့ဒီ၄ကွက်ဗောနော်နောက်တစ်မူက16အပြီးဗောနော်ဒီ၃မူကျန်နေတာပေါ့အဲ့တော့ဒီနေ့ပုံမှန်အားဖြင့်ကျွန်တော်ကဗီဒီယိုကိုတစ်ပတ်ကိုတစ်ပုတ်ပဲလုပ်လို့ရှိရပေါ့အဲ့တော့ဒီတစ်ပတ်ကတော့ကျွန်တော်နည်းနည်းလေးကြံနေတာလေးပေါ့နော်ကြံနေတဲ့မူလေးတစ်ခုရှိတယ်အဲ့ဒီဟာလေးကျွန်တော်မပြောလိုက်ရမှာဆိုလို့ထပ်ပြီးတော့ဗီဒီယိုဖိုင်တစ်ခုလုပ်တာပေါ့နော်အဲ့တော့သူကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီခုကြံတဲ့၄ရက်ပေါ့နော်ကြံတဲ့၄ရက်ထဲမှာကနန်းပြန်ပေါ့ကပ်ပြန်ခေါ်မှာပေါ့နော်အဲ့တော့ပွဲတွင်းပြန်ကြလို့ခေါ်တာထက်ကပ်ပြန်လို့ခေါ်ရင်တော့ပုံမှန်ပဲအဲ့ဒီကပ်ပြန်ပေါ့ဒီ23 32ရိုက်သွားတဲ့မူမျိုးပေါ့နော်နောက်တစ်ခုရှိတယ်ဒီ1414ရိုက်သွားတဲ့မူမျိုး16ရိုက်သွားတဲ့ပုံစံမျိုးအဲ့တော့ဒီနောက်မှာ33ရိုက်သွားတဲ့မူမျိုးအဲ့တော့ဒီအခုဒီကျန်တဲ့4ရက်ပေါ့နော်ဒီနေ့နဲ့ဘောင်း9ရက်ထဲမှာပေါ့ဒီကနန်းကပ်ပြန်တစ်ခုတစ်ချိန်တေချာပေါက်ကြဖို့ရှိတယ်အဲ့ဒါလေးကျွန်တော်မပြောလိုက်ရမှာဆိုလို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးထပ်လုပ်ထားတာပေါ့ကျွန်တော်ကပုံမှန်အဖြစ်တစ်ပတ်ကိုဗီဒီယိုတစ်ပုတ်ပဲလုပ်ထားရှိတယ်အဲ့တော့ကျွန်တော်တို့လက်ကျန်အနေနဲ့ကတော့ဒါသွားမှာပေါ့နော်ဒီ set break တစ်ခုရှိမယ်ဒါတစ်ခုရှိမယ်ဒါတစ်ခုရှိမယ်ဒီဒါတွေပြီးသွားပြီပေါ့အဲ့တော့နောက်ထပ်သူကကြံနေတဲ့ဟာကအဲ့ဒီကနန်းပြန်ပေါ့နော်ကနန်းပြန်လေးရှိတယ်ဒါလေးကိုကျွန်တော်ပြောဖို့အတွက်ဒီဗီဒီယိုဖိုင်လေးလုပ်လိုက်တာပေါ့အဲ့တော့ဒါလေးပါဒီနေ့3ရက်2လ2026ကနေ6ရက်2လ2026ထိပေါ့အဲ့ကြံ4ရက်အတွင်းမှာပွဲတွင်းပြန်ကြသို့မဟုတ်ကပ်ပြန်ပေါ့နော်များသောအားဖြင့်ဒီကပ်ပြန်အောင်ပဲကျွန်တော်ရည်ရွယ်ပြီးတော့ပြောတာပေါ့နော်အဲ့တော့ဒီ2ရက်ပေါ့ဒီနေ့အင်္ဂါဖြစ်မယ်မနေ့ဖြန်ပုတ်တဟူအဲ့တော့အင်္ဂါပုတ်တဟူအတွင်းမှာ၄တလုံးတေချာပေါက်လာလိမ့်မယ်ပေါ့များသောအားဖြင့်ကျွန်တော်အယူဆမမှားဘူးဆိုရင်တော့၄တလုံးဟာဒီနေ့တောင်လာဖို့ရှိတယ်ပေါ့ဒီနေ့အင်္ဂါနေ့မှာပဲအဲ့တော့အဓိကပြောချင်တာတော့ကပ်ပြန်ပေါ့အဲ့ဒီကပ်ပြန်လေးတတိထားစေချင်တာပါအဲ့တော့ဒါလေးတစ်ချိန်လာပါလိမ့်မယ်ပြီးတော့လဲဒါလေးတွေပေါ့အဓိကကတော့ဒီလက်ကြံမှုတွေပေါ့နော်ဒီလက်ကြံမှုတွေကသူကသူဆက်ပြီးတော့ထွက်လာပါလိမ့်မယ်အဓိကကျွန်တော်အကြိုက်ဆုံးက7 break ဖြစ်တယ်ပေါ့ဒါကတော့မလွဲမသွေဘူးလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့အဲ့တော့ဒါလေးဆက်ပြီးတော့ထိုးကျင်သူဟာသူကြလာပါလိမ့်မယ်ပေါ့နော်နောက်ဖြတ်တယ်အဲ့တော့အဓိကဒီနေ့ပြောချင်တဲ့ဟာလေးကတော့ဒီကပ်ပြန်ပါပဲကပ်ပြန်နဲ့ညီ2ရက်အတွင်းမှာ၄တလုံးပေါ့နော်အဲ့ဒီဟာလေးပြောချင်လို့ဒီဗီဒီယိုဖိုင်ကိုလုပ်လိုက်တာပါဟုတ်ကဲ့ပါကျွန်တော်ပြောချင်တာအဲ့ဒါပါပဲအဲ့တော့မိတ်ဆွေတို့ကြာရင်လည်းဒီ၄တလုံးပေါ့နော်များသောအားဖြင့်တော့ပတ်တာတို့ဘာတို့တော့ကျွန်တော်ကတိတ်ပြီးတော့မလုပ်ချင်ပါဘူးအဲ့လိုအကွက်များတာတို့တော့တိတ်မထိုးချင်ဘူးနော်အဓိကပြောချင်တာကတော့ဒီပွဲတွင်းပြန်ကြသို့မဟုတ်ကပ်ပြန်ပေါ့ဒါလေးပြောချင်လို့ပါဟုတ်ကဲ့ပါအားလုံးပဲကြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲအဆင်ပြေကြပါစေ